Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဖြိုးမြောက်ဝေခြင်းတဲ့အရာကတော့အားလုံးပဲစိတ်ဖိစီးမှုတွေများနေတယ်စိတ်ညစ်နေတယ်စိတ်တွေတွေဝေနေတယ်တောကတွေများနေတယ်ဆိုရင်ဒီထဲမှာပြောမဲ့အကြောင်းအရာတွေကိုအစအဆုံးနားထောင်လိုက်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ကိုရေချိုးချလိုက်သလိုမျိုးပဲအများကြီးတန့်စင်လာပြီးတော့မှစိတ်ခွန်အားတွေရလာမှာဖြစ်ပါတယ်အဲ့တော့လူတစ်ယောက်မှာဘဝဘေးတာဝန်တွေရှိပါတယ်ကျွန်တော်တို့ကဘဝဘေးတောင်ဝင်အနေနဲ့အလုပ်သွားရမယ်အိမ်အောင်ပြုကလေးမွေးရမယ်လို့အများစုနားလဲဒါပေမဲ့နောက်ထပ်အရန်အရေးကြီးတဲ့ဘဝဘေးတောင်ဝင်တစ်ခုကတော့ကိုယ်စိတ်ထဲမှာဖြစ်လာတဲ့ negative emotion တွေမကောင်းတဲ့စိတ်ခံစားချက်တွေကိုကောင်းကောင်းမွန်မွန်စီမံတက်ခြင်းကလူတစ်ယောက်အသက်တစ်ချောင်းကိုရလာတာနဲ့ပါဝင်လာတဲ့ဘဝဘေးတောင်ဝင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မျှဝေမဲ့ဗီဒီယိုမှာအဲ့ဒီဘဝဘေးတာဝန်ကိုဖြိုးနဲ့တူတူတာဝန်ကျေစွာထမ်းဆောင်မှုတို့တို့အားလုံးမှာဖြစ်ပျက်နေတဲ့စိတ်ညစ်တဲ့အရာတွေစိတ်တော့ကရောက်တဲ့အရာတွေကိုအေးချမ်းစွာဖြတ်သန်းမှုရှာအတွေးခေါ်တွေဖြိုးတွက်အလုပ်ဖြစ်တဲ့အတွေးခေါ်တွေကိုမျှဝေကြပါတယ်အဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုရဲ့အောက်မှာအခုပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာကိုယ်စိတ်တော့ကရောက်စေတဲ့အရာတွေကိုတေချာအသေးစိတ်အားလုံးနဲ့မျှဝေပေးပါဘာလို့လဲဆိုတော့တခြားသူတွေကအဲ့ဒါတွေကိုဖတ်ပြီးတော့မှကိုတယောက်တည်းတွေမဟုတ်ဘူးဆိုတဲ့အတိတရားပြန်လည်ရရှိသွားပြီးတော့မှတခြားသူအတွက်အများကြီးထောက်ကူပြုပါလိမ့်မယ်လို့ပြောရင်းနဲ့မှဖြိုးတို့အားလုံးပဲစိတ်ညစ်တာတွေပြဿနာတွေကိုကိုယ့်စီကိုလာတဲ့အချိန်မှာကိုယ့်အတွက်စိတ်အေးချမ်းမှုရှာပထမအဆုံးလုံးရမယ်နီလန်ကတော့အဲ့ဒီဒုက္ခတွေကို welcome လုပ်ပါပြဿနာတွေစိတ်ညစ်စရာတွေအကုန်လုံးကိုလာပါကြိုက်တယ်လို့လာပါဆိုပြီးတော့မှ welcome လုပ်ပါဘာလို့လဲဆိုတော့ဘဝကကို welcome လုပ်တဲ့အရာတွေကိုကြိုတင်မပြင်ဆင်ထားတဲ့အရာတွေကကိုပို့ပြီးတော့မှနာကျင်စေတယ်ပြီးကိုမလာစေခြင်းတဲ့အရာတွေကိုစီမှာမရှိစေခြင်းတဲ့အရာတွေကိုစီမှာရောက်နေပြီဆိုရင်ကိုကပို့ပြီးတော့မှတောကရောက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးက smart lady တွေ gentleman တွေဖြစ်တဲ့အတွက်မဟုတ်လဲလာမဲ့တူတူအဲ့ဒီဒုက္ခတွေကိုအားရပါရချစ်ခင်welcome လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါကိုဒီနေရာမှာ resilient 2.0 ဆိုတဲ့ psychology နဲ့ပတ်သက်တဲ့ concept လေးတစ်ခုနဲ့ချိတ်ဆက်ပြီးတော့မှနားလည်စေခြင်းတယ် resilient 2.0 ခံနိုင်ရည်အားကို upgrade လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေက anti fragile ဆိုတဲ့တခုခုဆိုရင်ထိလွယ်ရှလွယ်တဲ့ဖန်ပလင်းလိုမျိုးလူသားမဟုတ်တော့ဖန်ပလင်းဆိုတာကအရန်ကိုထိကြိုက်လွယ်တဲ့အောက်ကိုပစ်ချလိုက်တာနဲ့တခါတည်းကွဲသွားပြီအဲ့လိုမျိုးဖြစ်မဲ့အစားကျမတို့က resilient 2.0ဘာလာတောင်းဒုက္ခတွေလာခဲ့စိတ်ညစ်စရာတွေလာခဲ့ပြဿနာတွေလာခဲ့အဲ့ဒီပြဿနာတွေအားလုံးကိုကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့မာဆယ်ကနေပြီးတော့မှ weight တုံးတွေကိုမသလိုမျိုးပဲအဲ့ဒီ weight တုံးတွေကိုမလေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကြန့်ခိုင်လာလေဖြစ်မှာပါဒါကြောင့်မလို့ဒုက္ခတွေကို welcome လုပ်ခြင်းအဖြစ်ကျွန်တော်တို့အားလုံးမှာရှိတဲ့ခန္ဓာရည်အားကိုတစ်ဆင့်ပြီးတစ်ဆင့် game ကို level 1ကနေကစားရင်းနဲ့မှာဒီဒုက္ခတွေနဲ့တွေ့တယ် level 2ကိုတက်တယ် level 3ကိုတက်တယ်လို့မျိုးပါပဲဒါကြောင့်မလို့အခုလက်ရှိကိုဘဝမှာဖြစ်ပျက်နေတဲ့ဒုက္ခတွေကိုအတိတ်ပဲကောင်းကောင်းပေးလိုက်ဒီဒုက္ခတွေအကုန်လုံးကငါ့ကိုဘဝရဲ့ game မှာနောက်ထပ် level တက်အောင်လို့ training ပေးနေတဲ့အရာများဆိုတဲ့အပြူသဘောဆောင်တဲ့အတွေးအပြည့်နဲ့ welcome လုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်မို့လဲဆိုတော့ဒုက္ခတွေကနော် welcome လုပ်လို့လာတဲ့အချိန်ကျရင်ပို့ပြီးတော့မှ short ရတတ်ပါတယ်။ဒါကြောင့်မလို့ shock ရမယ့်အစားကြိုတင်ပြင်ဆင်ထားပြီးတော့မှသူတို့လာရင်လက်ခံလိုက်ပါအဲ့ဒါကိုနောက်ထပ်အရန်ကောင်းတဲ့ idea လေးတစ်ခုနဲ့နားလည်စေချင်တယ်ဒါကတော့ Rumi ဆိုတဲ့ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့အတွေးခေါ်ပညာရှင် author တယောက်ဖြစ်တဲ့သူ့ရဲ့ကမ္ဘာကျော်တဲ့ကြပြတစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့ guest house ဆိုတဲ့ကြပြလေးပါကျွန်တော်အားလုံးရဲ့ဘဝက guest house ဆိုတဲ့အတိုင်းပဲတဲခုတ်ခန်းမှာနမိုးလင်းတာနဲ့စိတ်အာယုံအိမ်ကြီးတွေကိုတောကလည်းဝင်ချင်းဝင်မယ်ဒေါသတွေကလည်းဝင်ချင်းဝင်မယ်အဲ့တော့လာတဲ့တောကတွေဒေါသတွေကိုလည်း welcome လုပ်ပါသူတို့ကိုတေချာပြုစုပါသမင်းကျွေးပါဖိတ်ခေါ်ပါတန့်ရှင်းလုပ်ပေးပါပြီးရင်နောက်နေ့ညနေကြရင်လဲပေါ့နော်ပျော်ရွှင်စရာချမ်းမြေ့စရာတွေလည်းဝင်ချင်းဝင်လာလိမ့်မယ်အဲ့ပျော်ရွှင်စရာချမ်းမြေ့စရာတွေကထွက်သွားပြီးတော့မှသူများကိုမနာလိုတဲ့စိတ်တွေကလည်းနော်ဧည့်သည်အနေနဲ့ဝင်ချင်းဝင်မှာပါပြောချင်တာကကျွန်တော်တို့ရဲ့ guest house ဆိုတဲ့အိမ်ကြီးတွေကိုဒီခံစားချက်တွေကအမြဲတမ်းပဲဝင်လိုက်ထွက်လိုက်ဖြစ်နေရဖြစ်တဲ့အတွက်ဘသူဝင်လာ welcome လုပ်ပါဘသူထွက်သွားဘယ်တော့မှမနာချင်ပါနဲ့
အထူးသဖြင့်သိရမှာကဝမ်းနဲ့စရာတွေကလည်းထွက်မှာပါပဲဝမ်းသာစရာတွေကလည်းထွက်သွားမှာပဲဖြစ်တဲ့အတွက်ဘယ်အရာကိုမှမတုံလို့ပါနဲ့လို့ပြောရင်းနဲ့မှဒီမှာဒုက္ခတွေကို welcome လုပ်ပြီးတော့မှ resilience ဆိုတဲ့ခံနိုင်ရည်အားကို upgrade လုပ်ကြမယ်လို့ပြောကြပါတယ်ဒုတိယ stress တွေများပြီးတော့မှစိတ်တော့ကရောက်နေရဆိုရင်အားလုံးကိုဖြိုးအတွက်အလုပ်ဖြစ်တဲ့နောက်ထပ်စိတ်ပိုင်းဆိုင်ရာနည်းစနစ်လေးတစ်ခုကတော့ negative visualization လို့ခေါ်တဲ့အဆိုးဆုံးတွေဖြစ်လာနိုင်တယ်ဆိုတာကိုကြိုတင်ပြီးတော့မှစိတ်ကူးပုံဖော်တဲ့ဒီစနစ်ဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ကာခိုးခံရတာတို့အလုတ်ပြုတ်တာတို့ချစ်တဲ့သူတွေဆုံးရှုံးသွားတာတို့ကိုကြိုတင်မြင်အောင်ကြည့်ပါဘာလို့လဲဆိုတော့စိတ်ထဲမှာပေါ့နော်အဆိုးဆုံးအရာတွေကိုဖန်တီးပြီးတော့မှပုံဖော်ထားတာကပထမဆုံးနံပါတ်1ကအဲ့ဒီအရာတွေဖြစ်မလာအောင်လို့ကြိုတင်ကာကွယ်နိုင်စွမ်းရှိပါတယ်ဥပမာဖြိုးရမဆိုရင်သူကလေးတွေငယ်တုန်းကပန်ငါတွေကိုပေါ့နော်လက်ထိုးမအောင်အရန်ဆိုရင်တာဖြစ်တဲ့အတွက်ကလေးတွေကိုလည်းသေချာကြိုတင်ပြီးတော့တင်ပေးထားတယ်ပြီးရင်အဲ့လိုမျိုးမဖြစ်အောင်လို့လည်းအများကြီးကြိုတင်ကာကွယ်ထားတယ်အဲ့ဒါက negative visualization ရဲ့ကောင်းတဲ့တစ်ချက်နောက်ထပ် negative visualization ရဲ့အဆိုးတွေကိုကြိုတင်တွေးထားတဲ့ဥစ္စာကတကယ်ဖြစ်လာတဲ့အချိန်ကျရင်စိတ်ကိုခံနိုင်စွမ်းအရန်ကိုမြင့်စေပါတယ်ဖြိုးအမြဲတမ်းဖတ်တဲ့ပေါ့နော်စာရေးဆရာတယောက်ဆိုရင် तू ကငယ်လေးတွေကသူ့ကိုယ်သူပေါ့နော်တေချင်းတရားကိုအဖန်ဖန်အခါခါတွေးတောသုံးသက်တဲ့အတွက် तू တကယ်တေရမယ့်အချိန်ကြတော့လေ तू ကအရန်ကိုတတိငိမ့်ငိမ့်နဲ့ဖြတ်တန်းနိုင်တယ်ဖြိုးဆိုရင်လည်းဖြိုးရဲ့မိသားစုအရန်ချစ်ပါတယ်ဒါပေမဲ့ဖြိုးကကိုအမြဲတမ်းပြန်တွေးတတ်တဲ့အကျင့်ရှိတယ်အဲ့ဒါဘာလဲဆိုငါမိသားစုတစ်ခုလုံးမရှိတော့တဲ့အခါကျရင်ဘယ်လိုဖြစ်မလဲဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ကို negative visualization နဲ့ training လုပ်ပါတယ်နောက်တစ်ခုအဆိုးတွေကိုအမြဲတမ်းကြိုတွေးတဲ့အကောင်းဆုံးအကျိုးကျေးဇူးကအခုလက်ရှိကိုပိုင်ဆိုင်နေတဲ့အရာတွေကိုကိုကပို့ပြီးတော့မှတန်ဖိုးထားစေတာဖြစ်ပါတယ်ဖြိုးခဏပြောသလိုမျိုးပဲဖြိုးရဲ့မိဘတွေမရှိတော့ရင်ဘယ်လိုလုပ်မလဲဆိုတာကိုခဏခဏတွေးတယ်ဖြိုးမောင်နှမတွေမရှိတော့ရင်ဘယ်လိုလုပ်မလဲဆိုတာခဏခဏတွေးတယ်အဲ့လိုမျိုးတွေးတာကတကယ်မဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်နိုင်ချင်ရှိရလေသူများမိသားစုတွေသူများမိဘတွေလည်းတစ်ခုပြီးတစ်ခုဖြစ်နေကြတာကိုမျက်စိရှိမှာပဲပေါ့နော်ဒါကြောင့်မလို့သူတို့ကိုယ်နဲ့ရှိတဲ့အချိန်တိုင်းနာရီတိုင်းစက္ကန့်တိုင်းကိုတန်ဖိုးထားတယ်တပတ်သူတို့နဲ့ခီးသွားရင်အဲ့တပတ်လုံးကိုအကောင်းဆုံးတန်ဖိုးထားပြီးတော့ဖြစ်တန်းတယ်ကိုမိဘတွေကိုမောင်နှမတွေကိုဘွားထဲမှာရှိနေတဲ့အချိန်ခါကိုတေချာတန်ဖိုးထားဖြစ်တဲ့အတွက်အဲ့ဒီ negative visualization ကိုပုံမှန်လုပ်ပါဒါဆိုရင်ခုလက်ရှိကိုဖြစ်ပြနေတဲ့ကိုယ့်ရဲ့တောကတွေထက်ပိုကြီးမားတဲ့ဒုက္ခတွေဆုံးရှုံးမှုတွေကိုဘွားထဲမှာရှိလာနိုင်တယ်ဆိုတာကိုအမြဲတမ်းပဲနေတိုင်းမြင်အောင်ကြည့်ပြီးတော့မှအခုလက်ရှိဆုံးရှုံးတဲ့အရာတွေကိုလက်ခံနိုင်အောင်ကြိုးစားပါပြီးရင်နောက်ထပ်ဆုံးရှုံးမဲ့အရာတွေအတွက်လည်းကြိုတင်ပြင်ဆင်ထားပါဘာကြောင့်မလို့လဲဆိုတော့လောကသဘာဝပါပဲဘယ်အရာမှကိုအပိုင်ဆိုတာမရှိဘူးပြီးရင်နောက်ထပ်ဆုံးရှုံးစရာတွေကလည်းကိုဘဝအတွက်စောင့်မျှော်နေရဆိုတာကိုသိပြီးတော့မှကိုစိတ်ကို training လုပ်ထားမှာဖြစ်ပါတယ်နောက်ထပ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းမှုရှာ stress တွေဖြစ်နေဆိုရင်ကိုပြန်လဲသုံးသပ်ရမယ့်အတွေးခေါ်လေးတစ်ခုကတော့ဖြိုးခဏပြောတဲ့ဘဝမှာကို control လုပ်လို့ရတဲ့အရာတွေနဲ့ကို control လုပ်လို့မရတဲ့အရာတွေကိုခွဲခြားသိခြင်းပါပြဿနာတိုင်းစိတ်ညစ်စရာတွေကြုံတိုင်း stress တွေကြုံတိုင်းကိုမေးကြည့်ပါဒီကိစ္စကကို control လုပ်လို့ရတဲ့အရာလားဆိုတော့မေးကြည့်ပါဒီဟာက stoic philosophy ဆိုတဲ့ဖြိုးမြဲတမ်းပဲလေ့လာဖတ်မှတ်တဲ့ပေါ့နော်ဒီစာအုပ်လေးတော့ဖြစ်တဲ့ A Guide to the Good Life ဆိုတဲ့စာအုပ်လေးကနေပြီးတော့မှရတဲ့အတွေးခေါ်ပါအဲ့ဒီစာအုပ်ကရွှေနှုတ်ဆိုတဲ့နော်ဖြိုးလုပ်တဲ့နိုင်ငံတကာစာအုပ်တွေကိုဖတ်လို့ရတဲ့ application မှာရှိတဲ့စာအုပ်လေးပါအဲ့ဒီစာအုပ်လေးကိုမဖြစ်မနေဖတ်စေချင်ပါတယ်ဖြိုးရဲ့ရွှေနှုတ် application ကို download ချပြီးတော့မှစိတ်ညစ်နေတဲ့သူတွေမဖြစ်မနေဖတ်ရမယ်အခုပြထားတဲ့စာအုပ်5အုပ်ကိုသွားဖတ်ပါ subscription ဝယ်ဖို့ရှာလုံးဝနှမမျောပါနဲ့ဒီဟာကကိုဘဝအတွက်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်5အုပ်ကိုဖတ်ပါလို့ပြောရင်းနဲ့မှာဒီအတွေးခေါ်လေးကိုဖြိုးကဆက်ပြီးရှင်းပြခြင်းတယ် control okay အားလုံးပဲ stoicism မှာအဓိကအမြဲတမ်းသင်ပေးတဲ့အတွေးခေါ်ကအမြဲတမ်းပဲကိစ္စရပ်တိုင်းကိုခွဲခြားသိရမှာကဘယ်အရာကကို control အောက်မှာရှိတယ်ဘယ်အရာကကို control အောက်မှာမရှိဘူးဆိုတာကိုခွဲခြားပြီးသိရမယ်အတွေးလွန်တဲ့စိတ်သောကရောက်တဲ့လူအများစုရဲ့ပြဿနာကဘယ်အရာမဆိုရင်ကို control လုပ်လို့မရတဲ့အရာတွေကိုတွားပြီးတော့မှခံစားနေရဖြစ်ပါတယ်တကယ်ကြတော့ဘဝမှာကို control ရှိတာကိုပိုင်တာဆိုလို့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ပဲရှိတယ်ရုပ်ဝတ္ထုပစ္စည်းတွေကိုမိသားစုတွေချစ်သူရည်စားအိမ်အောင်ဘက်တွေကိုတကယ်မပိုင်ဘူးနော်
ကိုပိုင်နာကိုရဲ့စိတ်နဲ့ကိုအာယုံပဲရှိတယ်ဒါကြောင့်မလို့သူများကကိုကိုစိတ်ဆင်းရဲအောင်ဘလို့လုပ်လို့ကိုရဲ့ control အောက်မှာရှိတာကကိုရဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ် okay နောက်တစ်ခုကကိုရဲ့ control အောက်မှာရှိတာကကိုရဲ့ရည်မှန်းချက်ပန်းနိုင်တယ်ကိုတန်ဖိုးထားတဲ့ကိုကျင့်တရားတွေနဲ့ကိုကျင့်သိက္ခာတွေကပဲပြဝကိုထိန်ချုံလို့ရတဲ့အရာတွေဖြစ်တယ်ပြီးရင်ကိုကရိုးသားကျင်နာတဲ့လူတစ်ယောက်ဖြစ်ချင်တာလားကြိုးကြိုးဆဆနဲ့ပတ်စံရှာရတဲ့သူဖြစ်ချင်တာလား smart lady ဖြစ်ချင်တာလားလန်လန်ဆန်ဆန်ခန်းကော်ပန်ဖြစ်ချင်တာလားအဲ့ဒါတွေပဲကို control အောက်မှာရှိတယ်ဒါပေမဲ့ကိုချစ်သူကကိုဘယ်လိုမျိုးဆက်ဆံရမယ်ဆိုတာကိုရဲ့ control အောက်မှာမရှိဘူးပြီးရင်ကိုချစ်ရတဲ့သူတွေကိုထာဝရရှင်တန်စေချင်တာတို့เนาะအမြဲတမ်းပဲကျမ်းမာစေချင်တယ်ဆိုတဲ့စံနှောက်တွေကလည်းကိုယ့်ရဲ့ control အောက်မှာမရှိပါဘူးနောက်တစ်ခုကပြင်ပမှာဖြစ်ပျက်နေတဲ့အရာတွေမိုးရွာတာရေကြီးတာမီးပြတ်တာအဲ့ဒီကိစ္စတွေအကုန်လုံးကကိုယ့်ရဲ့ control အောက်မှာလုံးဝမရှိဘူးဖြစ်တဲ့အတွက်အဲ့ဒီအရာတွေတွားပြီးတော့ခံစားနေမယ်စာကိုယ့် control အောက်မှာရှိတဲ့အရာတွေကိုတေချာအာယုံစိုက်ပါအဓိကကတော့အဲ့လိုမျိုးအရာတိုင်းကို control လုပ်လို့ရတဲ့အရာကိုတေချာအာယုံစိုက်ပြီးတော့မှကိုလုံနိုင်တဲ့အပိုင်းကိုပဲဦးစားပေးပြီးလုပ်မယ်ဆိုရင်ဘဝကြီးကအရန်ကိုပေါ်ပါလာပါလိမ့်မယ်ဥပမာဆိုရင်ဖြိုးလွန်ခဲ့တဲ့လတွေမှာဖြိုးအဖေနဲ့ဖြိုးနဲ့တိတ်အဆင်မပြေဖြစ်ပါတယ်အဓိကတော့သူ့ရဲ့ကျမ်းမာရေးကိုဖြိုးကစိတ်ပူပြီးတော့မှသူနဲ့စကားတွေများတယ်ပေါ့နော်ပြီးရင်လည်းအဖေကိုစိတ်ပူပြီးတော့မှဖြိုးတစ်ပတ်လောက်ညအိတ်မပြောဖြစ်သွားတယ်အဲ့ချိန်မှာဒီအားလုံးကိုခုမျှဝေနေတဲ့အတွေးခေါ်လေးဖြစ်တဲ့ okay ငါ control လုပ်လို့ရတဲ့အရာကဘယ်အရာလဲ control လုပ်လို့မရတဲ့အရာကဘာလဲဆိုတာကိုကြည့်လိုက်တဲ့အချိန်မှာဖြိုး control လုပ်လို့ရတဲ့အရာကဖြိုးရဲ့စိတ်ပဲ okay အဖြိုးဖေပေါ်မှာတအားကြီးစိတ်ပူနေလို့လည်းဘာမှပို့ပြီးတော့မှကောင်းလာတာတခုမှမရှိဘူးကိုယ်စိတ်ကိုဖြေမယ်ပြီးကိုလုံနိုင်တဲ့အပိုင်းကကိုမိဘကိုအချိန်ပေးမယ်ပုံဆက်မယ်ကျမ်းမာရေးနဲ့ပတ်သက်တာတွေမျှဝေမယ်ကိုထင်ထားတဲ့ပိုကောင်းတဲ့ဆိုတဲ့အကြံစီတွေအတွေးခေါ်တွေလှုပ်တဲ့အရာတွေကိုပြောမယ်မလှုပ်တာကသူ့ရဲ့အပိုင်းဖြစ်သွားပြီအဲ့ဒါကိုနော် तू မလှုပ်တဲ့ကိစ္စကြီးကိုကထိုင်ပြီးတော့မှခံစားမယ်တောကတွေရောက်မယ်စိတ်တွေညစ်နေမယ်ဆိုကိုသာဆေးရုံတောင်ရောက်သွားလိမ့်မယ် तू ကသူ့ဘာသူမပြောင်းလဲဘူးဆိုရင်ကိုဘာမှလုပ်လို့မရဘူးဆိုတာကိုလုံးဝလက်ကိုလှုပ်လိုက်တဲ့အချိန်ကြာမှအဖေနဲ့ကိုနဲ့လည်းပို့ပြီးတော့မှအဆင်ပြေသွားတယ်ခုဆိုရင်ကျိုးဖေကလည်းသူ့ဘာသာသူပြန်ပြီးတော့မှနားလည်ပြီးပြင်ဆင်ခြင်းတဲ့အချိန်ကြာရင်သူကပြင်ဆင်သွားတယ်လေအခုဆိုသူကျမ်းမာကြီးလည်းပိုကောင်းလာပြီအဲ့တော့ပြောချင်တာကဘယ်ရမ်ဆိုရင်ကိုတောကတွေရောက်တိုင်းမှာပြင်ပကို control လုပ်လို့မရတဲ့ကိစ္စတွေကိုကိုကလစ်လူရှူပြီးတော့မှလက်ခံပြီးတော့မှကို control လုပ်လို့ရတဲ့အရာတွေကိုပဲဦးစားပေးပါเนาะပြင်ပမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုကိုကဘယ်တော့မှသွားပြီးတော့မှ control လုပ်နေဒါကမိုင်းနေရကြပါလိမ့်မယ်ပြီးရင်ဘယ်တော့မှသွားပြီးတော့ complain မတက်ပါနဲ့ဘဝကြီးကသူဖြစ်ချင်တိုင်းဖြစ်တာပါကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ခန္ဓာကိုယ်တွေကပဲကိုဖြစ်ချင်တာကိုကိုခိုင်းတာကိုလုံးမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့မှနောက်တစ်ခုကိုဆက်သွားကြမယ်အဲ့ဒါကတော့အမြဲတမ်းစိတ်ကိုတီတီငြိမ်ငြိမ်ဖြတ်သန်းနိုင်တဲ့သူတွေကညမအိတ်ခင်မှာတရားထိုင်ပြီးတော့မှတနေ့တာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုအမြဲတမ်းပြန်လည်သုံးသပ်ပါတယ် You need to meditate before sleep and reflect on the key event of the day ဖြိုးဆိုရင်အမြဲတမ်းမနေ့တစ်ခေါက်ညတစ်ခေါက် diary ရေးတယ်ဖြိုး diary ရေးလာတာဆိုရင်15နှစ်လောက်ရှိပြီဖြိုးခဏလည်းအားလုံး diary ရေးဖို့အမြဲတမ်းကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုမှတ်တမ်းတင်ဖို့ရှာအမြဲတမ်းပြောပါတယ်အခုဖြိုးဖက်ရတဲ့ story philosophy ဆိုတဲ့ Guide to the Good Life ဆိုတဲ့စာအုပ်လေးထဲမှာဆိုရင်လေသူတို့ကဘာကျော်တဲ့အတွေးခေါ်ပညာရှင်တွေအကြံပေးထားတာကတော့ပေါ့နော်ညမအိတ်ခင်မှာတရားထိုင်ခြင်းကကိုယ့်ရဲ့စိတ်ကိုရှင်းထုတ်လိုက်တဲ့နည်းစနစ်တစ်ခုဆိုတာကိုသူတို့ပြောထားတယ်အဲ့တော့ stories တွေပြောတဲ့တရားထိုင်တာကဗုဒ္ဓဘာသာရဲ့တရားထိုင်တာနဲ့တော့မတူဘူးပေါ့နော်ဗုဒ္ဓဘာသာတရားထိုင်တာကကျွန်တော်တို့တွေကကိုယ့်ရဲ့စိတ်ကိုဝင်လေထွက်လေရှုမှတ်တာပါဒီနေရာမှာတရားထိုင်နေဆိုတာကညမအိတ်ခင်မှာကိုယ့်ရဲ့စိတ်ကိုကိုကတက်ကြွနဲ့စင်ကျင်သုံးသက်တာကိုပြောချင်တာပါဖြိုးဆိုရင်ညမိတ်ခင်မှာကိုယ့်ဟာကိုယ်ပြန်ပြီးတယ်ဒီနေ့အတွက်ကိုယ့်အတွက်အကောင်းဆုံးအရာတွေမဖြစ်ခဲ့လေ today high လို့ခေါ်ပါတယ်ပြီးဒုတိယကဒီနေ့အတွက်အဆိုးဆုံးဖြစ်ပျက်ခဲ့တဲ့အရာတွေကဘာဖြစ်မလဲအဲ့ဒါတွေကိုအကုန်လုံးချရေးတယ်ပြီးရင်နောက်တစ်ခုကဒီနေ့ lesson လမ်းဘာဖြစ်မလဲဆိုတာကို၃ခုမေးတယ်ပေါ့နော်အဲ့တော့နောက်ထပ် stoicism မှာတော့ကိုယ့်ကိုပြန်မေးရမယ့်မေးခွန်းလေးတချို့ကတော့ကိုယ့်အတွက် negative visualization လုပ်ပြီးတော့မှမကောင်းတဲ့အရာတွေဖြစ်ပျက်ခဲ့တဲ့အချိန်မှာကိုက
မတုံမလုပ်ဖဲတီတီငိမ့်ငိမ့်ဖြတ်တန်းနိုင်ခဲ့လားဆိုတာကိုပြန်မေးပါပြီးရင်ဒီနေ့တနေ့ကုန်မှာကို control လုပ်လို့ရတဲ့အရာတွေကိုပဲအချိန်ပေးပြီးတော့မှအာယုံဆိုင်ခဲ့လားဆိုတာကိုပြန်မေးပါတဲ့နောက်တစ်ခုကတော့ကိုလုံးဝ control လုပ်လို့မရတဲ့ကိစ္စတွေကိုလက်ကိုလုံးနိုင်ခဲ့လားဆိုတာကိုပြန်မေးပါဆိုပြီးတော့မှအဓိကကတော့ဘယ်အရာမဆိုအတွင်းထဲကအရာတွေပေါ့နော်ကိုယ့်ရဲ့ internal goal တွေကိုပဲအာယုံဆိုင်ဖို့ရှာညမအိတ်ခင်မှာပြန်လဲသုံးသက်ခြင်းအပြင်နောက်နေ့မနေ့နိုးထလာတဲ့အချိန်မှာပို့ပြီးတော့စိတ်တည်ငြိမ်အေးချမ်းမှုကိုရရှိဖို့ရှာကြိုတင်ပြင်ဆင်ဖို့ကောင်းမွန်တဲ့နည်းစနစ်လေးကိုမျှဝေချင်တာဖြစ်ပါတယ်ဖြိုးကိုယ်တိုင်ကလည်းအမြဲတမ်းညမိတ်ခင်မှာစာရေးတယ်အဲ့တော့အားလုံးပဲကိုယ့်အတွက်နော်စိတ်တော့ကစိတ်ပူပင်တာတွေရှော့ချခြင်းနဲ့ဆိုရင်ညမိတ်ခင်မှာပြန်လဲသုံးသက်ဖို့ရှာဒါရီရေးပါလို့ပြောရင်းနဲ့မှာနောက်တစ်ခုကတော့ဖြိုးတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းတဲ့သူတယောက်ဖြစ်ဖို့ရှာအတွက်ကံကြမ္မာကိုယုံကြည်ပါဒါက stoicism ကလည်းခဏခဏပြောတဲ့အတွေးခေါ်တစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့ကံကြမ္မာကိုယုံကြည်ပါဒါကြောင့်မလို့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုလက်ခံပေးပြီးတော့မှအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုလည်းကြိုတင်ပြင်ဆင်ပါဒါပေမဲ့ဒီနေရာမှာကံကြမ္မာကိုယုံမှဆိုတာကပြောလို့မြန်မာလူမျိုးအများစုကပေါ့နော်ဘာလာအရင်တော့ကံမကောင်းခဲ့လို့ကံကောင်းလို့ဆိုတဲ့ကံပေါ်မှာပဲပုံပြီးတော့မှအကုန်လုံးကိုနော်ငုတ်တုတ်ထိုင်ပြီးတော့ဘာမှမလုပ်ဖ ೇನೆ နေခိုင်းတာမဟုတ်ပါဘူးဥမာကလေးတယောက်ကအသေးအတန်နေမကောင်းဖြစ်နေဒီကလေးကသေမလားရှင်မလားဆိုတာကအနာဂတ်ကံကြမ္မာနဲ့ပဲသက်ဆိုင်နေဆိုပြီးတော့မှကိုကဘာမှမလုပ်ဖ ೇನೆ ငုတ်တုတ်ထိုင်ပြီးတော့မှဒီကလေးကိုကြည့်နေမှာကိုပြောတာမဟုတ်ပါဘူးတကယ်ကြဒီနေရာမှာကံကြမ္မာကိုယုံကြည်ရဲဆိုပေမဲ့လေဒီကလေးကိုအသက်နိုင်ဆုံးစေးခုပေးပြီးတော့မှကျွန်တော်တို့အားလုံးကစူးစမ်းကြရမယ်တကယ်လို့များကိုစူးစမ်းတဲ့ကြားတွေကကလေးကတခုခုဖြစ်သွားပြီးတော့မှအသက်ဆုံးရှုံးသွားတယ်ဆိုရင်ဒါကရှောင်လွဲလို့မရတဲ့ကံကြမ္မာဆိုတာကိုယုံကြည်လက်ခံပေးပြီးတော့မှကိုယ့်ရဲ့အတိတ်ကိုပြန်မတွေးဖို့လမ်းညွှန်ထားတာဖြစ်တယ်โอเคအတိတ်ကံကြမ္မာကိုပြန်ပြီးတော့မှပူဆွေးနေလို့မရပါဘူးအဓိကကကံကြမ္မာကိုယုံကြည်ခြင်းဆိုတာကဘဝမှာကိုကြိုတင်မမျှော်လင့်ထားတဲ့အရာတွေကိုဖြစ်ပျက်လာတဲ့အခါမှာတုံ့လုံးမှုမရှိခြင်းကိုလည်းပြောချင်တာဖြစ်ပါတယ်အဲ့တော့လူအများစုကကံကြမ္မာကိုယုံတယ်လို့ပြောလိုက်ပြီဆိုရင်ဘာမှမလုပ်ဖဲနဲ့ငုတ်တုတ်ထိုင်ပြီးတော့မှကံကိုပဲပုံချကြတယ်ကံဆိုတာကအလုပ်ပါတစ်ချိန်တည်းမှာပဲတချို့ကံတွေကကိုနားမလည်နိုင်ဘူးကိုကြိုတင်ပြီးတော့မှမှန်းဆလို့မရတဲ့ဘဝဖြစ်ပျက်တွေကြုံတွေ့နိုင်ပါတယ်ဒီနေရာမှာပို့ပြီးနားလည်သွားအောင်ဥပမာတစ်ခုနဲ့ပြောရမယ်ဆိုရင်ရှေ့တုန်းကရွာတရွာမှာသားဖ2ယောက်ရှိတယ်အဲ့သားဖ2ယောက်မှာမြင်းနေရှိတယ်အဲ့တော့တနေ့မှာအဲ့မြင်းနေတဲ့ကတကောင်ကလွတ်ထွက်ပြီးတော့မှပျောက်သွားတယ်ဘေးကရွာတွေကလူတွေကဟာကန်ဆိုးလိုက်တာလို့ပြောတယ်အဲ့ချိန်မှာအဖိုးကြီးကပြောတယ်ဟုတ်ချင်ဟုတ်မှာပေါ့ဒီလိုနဲ့အဲ့မြေကနောက်ရက်တွေမှာပြန်လာတယ်အဲ့မှာဘေးကပဝင်းကြီးကပြောတယ်ဟဲကန်ကောင်းလိုက်တာအဲ့မှာအဖိုးကြီးကပြန်ပြောတယ်ဟုတ်ချင်ဟုတ်မှာပေါ့အဲ့မှာတနေ့မှာအဖိုးရဲ့သားကမြင်းပေါ်တက်ပြီးတော့မှမြင်းစီးတဲ့ချိန်မှာမြင်းပေါ်ကနေပြုတ်ချတယ်ပဝင်းချင်းကလူတွေကလည်းဟဲကန်ဆိုးလိုက်တာအဲ့မှာအဖိုးကြီးကပြန်ပြောတယ်ဟုတ်ချင်ဟုတ်မှာပေါ့အဲ့လိုနဲ့ပဲဘရင်ကြီးကရွာမှာစစ်ရေးစစ်ရအတွက်လူတွေလာပြီးတော့မှခေါ်တဲ့အချိန်မှာအဖိုးကြီးရဲ့သားကခြေထောက်ကျိုးနေတာဖြစ်တဲ့အတွက်သူ့ကိုမကြမ်းမလို့ဆိုပြီးတော့မှခေါ်မသွားဘူးအဲ့မှာပတ်ဝန်းကျင်ကလူတွေကထပ်ပြောတယ်ကံကောင်းလိုက်တာပေါ့နော်အဲ့မှာဖိုးကြီးကလည်းပြန်ပြောလိုက်တာကဟုတ်ချင်ဟုတ်မှာပေါ့အဓိကကဒီ story မှာပြောချင်တာကတချို့ဘဝမှာဖြစ်ပျက်တဲ့အရာတွေကအရန်ကိုရှုပ်ထွေးပါတယ်ဒီချိန်ကာလတစ်ခုမှာဒီလိုဖြစ်သွားလို့နောက်ထပ်2နှစ်3နှစ်နေဘယ်လိုမျိုးအကျိုးသက်မှုတွေရှိမလဲဆိုတာကိုကျမတို့အားလုံးရဲ့တာမန်အုံနောက်လေးနဲ့ကြိုတင်တွက်ချက်ပြီးတော့မှမစင်စားတတ်ပါဘူးဒါကြောင့်မလို့အရာရာကိုကံကြမ္မာကိုတေချာယုံကြည်ပြီးတော့မှကိုလုံနိုင်တဲ့အရာကိုပြစ္ဆုတ်ပံကာလမှာတက်မက်ရှုပြီးတော့မှလုပ်ပါတစ်ချိန်တည်းမှာပဲဘဝမှာဖြစ်ပျက်လာတဲ့အရာအားလုံးကိုအရန်နေ reactive ဖြစ်ပြီးတော့မှတုံလုံးခြောက်ခြားစွာတုံ့ပြန်မဲ့အစားကံကြမ္မာကိုယုံကြည်ပါကိုလုံးเสียရှိတာကိုလုပ်ပါအခုလက်ရှိနာရီတိုင်းမိနစ်တိုင်းစက္ကန့်တိုင်းကိုအကောင်းဆုံးပဲဖြတ်တန်းမှာကိုလုံနိုင်တာကိုအကောင်းဆုံးလုပ်ပြီးတော့မှကိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာပြီဆိုရင်တုံလုံးခြောက်ခြားတဲ့ပုံစံနဲ့မတုံ့ပြန်မဲနဲ့စိတ်တီငြိမ်အေးချက်နဲ့တုံ့ပြန်နိုင်ဖို့ရှာအတွက်ကိုဘဝကကံကြမ္မာကိုယုံကြည်တတ်တဲ့လူတစ်ယောက်အနေနဲ့လေကိုတေချာ training လုပ်ထားပြီးတော့မှကောင်းမွန်တဲ့ခံယူချက်အပြည့်နဲ့ဖြတ်တန်းဖို့ရှာဒီ
ပြောရင်းနဲ့မှာနောက်တစ်ခုကတော့ဖြိုးတို့ဘဝမှာလေ you need to embrace the uncertainty မတေချာမရေရာတာတွေနဲ့မိတ်ဆွေဖွဲ့ထားပါခဏတုန်းကexam လိုမျိုးပဲပေါ့နော်မြင်းကပျောက်သွားတယ်ပြန်လာတယ်မြင်းစီးလိုက်တယ်ခြေထောက်ကျိုးသွားတယ်အရာရာကမတေချာမြေရာတာတွေနဲ့ပြည့်နေနေတာပါဘဝဆိုတာကလေမွေးတဲ့ကနေအခုချိန်ထိတေချာတာတခုမှမရှိဘူးဒါပေမဲ့အားလုံးကစိတ်ထဲမှာကိုတေချာတယ်ဆိုတဲ့ illusion ပေါ့နော်ကိုလိန်နေကြတယ်ဥပမာဒီနေ့မနေ့အိမ်ကနေပြီးတော့မှအိမ်ပြင်ကိုထွက်သွားတယ်ကား accident ဖြစ်တယ်ဆိုရင်အားလုံးကအသက်ဆုံးရှုံးသွားနိုင်တယ်လူတိုင်းရဲ့အသက်ကတေးလေးပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးကမေ့နေလို့ဒါအသက်80 80နေမယ်ဆိုပြီးတော့မှကြွေးကြော်နေကြတာဘသူဘဝကမှအသက်80 80နေရမယ်ဆိုတာအာမခံချက်အပြည့်အဝမရှိပါဘူးဒါတွေကိုလက်ခံမှာကျင့်သုံးမှာမတေချာမြေရတာတွေနဲ့အသားကျအောင်နေပါအရာရာကမတေချာပါဘူးဒါကြောင့်မို့လို့ကိုအခုလက်ရှိစိတ်ပူနေတဲ့အရာတွေကလည်းဖြစ်လာခြင်းမှဖြစ်လာမယ်အထူးသဖြင့်90%လောက်ကမဖြစ်လာဘူးတစ်ချိန်တည်းမှာပဲကိုစိတ်မပူပဲနဲ့ကိုမတိတဲ့အရာတွေကလည်းအချိန်မရွေးဖြစ်နေတယ်ဆိုတာကိုသိပြီးတော့မှဘဝဆိုတာကလက်ဝဲပွဲပဲဖြစ်ပါတယ်ဘယ်အချိန်မှာကိုအထိုးခံရမလဲဆိုတာကကိုရဲ့ control မှာမရှိဘူးတခြားသူဘဝကြီးကကိုကြိုက်တဲ့ချိန်မှာလက်ဝဲကွင်းထဲမှာကိုထိုးနှက်လိုက်မယ်အဲ့ချိန်ကိုကအရှုံးသမားမဖြစ်ဖို့ပဲရည်ကြည်တယ် you are in the ring ကိုကတစ်ချက်လေးထိုးခံရတယ်ပြန်ထွက်လာမယ်ဆို what's the point of training လူဖြစ်လာတာကဘာအဓိပ္ပာယ်ရှိမှလဲအဓိကလူတစ်ယောက်ရဲ့ဘဝဘေးတာဝန်ကအဲ့ဒီဘဝဆိုတဲ့လက်ဝိတ်ပွဲထဲမှာကြိုက်တဲ့သူကိုထိုးနှက်ပါစေကိုကအမြဲတမ်းပဲပြန်ထနိုင်တဲ့သူဖြစ်ရမယ်ပြီးရင်အဲ့လိုပြန်ထတိုင်းမှာလည်းအရင်ကထက်ပိုပြီး strong ဖြစ်တဲ့သူဖြစ်ရမယ်နောက်တစ်ခုကအဲ့လိုတခြားသူတယောက်ကကိုကိုမထိုးမနှက်ဘူးလို့မာယွင်းစွာတွေးခေါ်နေတဲ့အရာတွေကိုမေ့ထားပြီးတော့မှ life is uncertain မတေချာမြေရာတွေကကိုယ့်ဘဝတွေကိုပေါ့နော်ကြိုက်တယ်လို့ထိုးနှက်ပြီးတော့မှဝင်ရောက်လာမယ်ဒါပေမဲ့ကိုယ့်ရဲ့တာဝန်က ready ဖြစ်နေဖို့ပဲဆိုတာကိုကြိုတင်တွေးတောထားပြီးတော့မှစိတ်ဖိစီးမှု stress တွေကိုအေးအေးဆေးဆေးကြော်လွှားဖို့ရှာအတွက်ကြိုတင်ပြင်ဆင်ထားရမယ်။ဒါကြောင့်မလို့မတေချာမြေရာတွေနဲ့မိတ်ဆွေဖွဲ့ထားပါဘဝမှာเนาะအမြဲတမ်းမှန်ကန်နေတာအရာတစ်ခုကတော့အရာရာပြောင်းလဲနေတယ်။ကိုခုလက်ရှိဆုံးရှုံးတဲ့အရာတွေကလည်းထပ်ပြီးဆုံးရှုံးရအောင်မယ်။ကိုမမျှော်လင့်ထားတဲ့အရာတွေကလည်းကိုယ့်ဘဝတွေကိုရောက်လာနိုင်တယ်။ဒါကြောင့်မလို့အမြဲတမ်းမတေချာမြေရာတွေကိုလက်ခံရင်းနဲ့မှနောက်တစ်ခုအဲ့ဒီမတေချာမြေရာတွေနဲ့ဆက်ဆက်နေတဲ့အရာကတော့impermanent ဆိုတဲ့မတည်မြဲခြင်းတရားနဲ့ letting go ဆိုတဲ့เนาะစုပ်ကိုင်မထားခြင်းတရားတွေကိုကျင့်သုံးရမှာဖြစ်ပါတယ်မတည်မြဲခြင်းမတည်မြဲခြင်းအရာရာကမတည်မြဲပါဘူးဖြိုးတို့ stoicism ရောဗုဒ္ဓမြတ်စွာဘုရားရောဖြိုးတို့အမြဲတမ်းသင်ပေးနေတာက impermanent မတည်မြဲခြင်းတရားတွေပါအရာရာကစက္ကန့်တိုင်းမိနစ်တိုင်းမှာဖြစ်နေရရှိတယ်လို့မျိုးပြက်နေရတယ်လည်းရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဘယ်အရာကိုမှစုပ်ကင်မထားပဲဖြိုးကိုနားထောင်နေတဲ့သူအကုန်လုံးပဲမတည်မြဲခြင်းတရားကိုလက်ခံကျင့်သုံးပြီးတော့မှလွတ်ချနိုင်အောင်လို့ကြိုးစားပါမကောင်းတဲ့အတွေးတွေကိုဆွဲထားတာတွေကိုလွတ်ချလိုက်ပါ let it go မကောင်းတဲ့လူတွေကိုကိုယ့်ဘဝထဲမှာဆွဲထားတာတွေကိုလွတ်ချလိုက်ပါ let it go နော်မကောင်းတဲ့အတိတ်တွေကိုဆွဲထားတာတွေကိုလွတ်ချလိုက်ပါ let it go မကောင်းတဲ့ကိုယ့်ရဲ့စိတ်ထဲမှာတွေးပူနေတဲ့အရာတွေကိုဆွဲထားတာတွေကိုလွတ်ချလိုက်ပါ let it go နော်ကျွန်တော်အတွေးတွေကမြစ်ချောင်းထဲမှာရှိတဲ့တစ်ရွက်တွေပါပဲ okay အမြဲတမ်းပဲကိုယ့်စီမှာကြံနေခဲ့မှာမဟုတ်ဘူးမကောင်းတဲ့အတွေးတွေကလည်းသိရွက်တွေလို့တူတူပါသွားမှဖြစ်တဲ့လိုမျိုးကောင်းတဲ့အရာတွေကလည်းသိရွက်တွေလိုမျိုးပဲပြန်ပြီးတော့မှမြစ်ထဲမှာမျောသွားမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်အားလုံးကကိုယ့်ရဲ့အတွေးတွေကအမိုက်တွေဆိုတာကိုသိပြီးတော့မှเนาะကိုချစ်ရတဲ့သူနဲ့ရှိရတဲ့အချိန်ကလည်းအမိုက်ပါပဲဘာလို့လဲဆိုတော့တွေ့တာမှုတွေတက်မဲ့မှုတွေများမယ်ပြီးရင်ကိုချစ်ရတဲ့သူတွေကိုလိုချင်တာတွေဆုံးရှုံးရတဲ့အတွေးတွေကလည်းအမိုက်တွေပါပဲဘာကြောင့်မို့လဲဆိုတော့ကိုယ်နာကျင်စေတယ်အရာရာကမြစ်ချောင်းထဲမှာရှိတဲ့တိရွက်တွေလိုမျိုးပဲဘဝထဲကနေပြီးတော့မှလာပြီးရင်ပြန်ထွက်သွားမယ်ဆိုတာသိပြီးတော့မှဘယ်အရာကိုမှစုပ်ကင်မထားဘဲနဲ့လက်ကိုလှုပ်ခြင်းအပြင်ကိုထိပ်ပစ္စည်းမှုတွေကိုလျှော့ချပါတစ်ချိန်တည်းမှပဲအရာရာကို60% theory နဲ့ခန်းစားပါဖြိုးရဲ့ဆရာဖြိုးသင်ပေးသလိုမျိုးပဲ60% theory ပေါ့နော်
ပျော်စရာတွေကိုလည်း60ရာခိုင်နှုန်းပဲခံစားပါစိတ်ညစ်စရာတွေကိုလည်း60ရာခိုင်နှုန်းခံစားပါဒါမှသာလေလူဖြစ်ရကြုံနတ်မှာပါလို့ပြောရင်းနဲ့မှာနောက်တစ်ခုကတော့စိတ်ပူပန်မှုတွေအတူဝဲအချိန်တက်တက်ထားခြင်းမှာဖြုတ်ခဏခဏပြောပါတယ် create the worry time ပေါ့နော်စိတ်ပူပန်မှုတွေကိုတေချာအချိန်ပေးပြီးတော့သတ်မှတ်ထားပါဖြို့တို့အားလုံးကတစ်နေ့နဲ့တစ်နေ့စိတ်ညစ်တဲ့အရာတွေတွေးတာက16000အမျိုးစုံကြိုးခုန်ပြီးတော့မှစိတ်ညစ်စရာတွေတွေးကြတယ်အဲ့လိုမျိုးအချိန်မရွေးတွေးနေမဲ့အစားကိုပြောပါငါစိတ်ပူပန်မှုရှာအတွက်အချိန်တစ်ခုသတ်မှတ်ထားမယ်ရေချိုးတဲ့အချိန်ကမနဲ့အိပ်ရထားတဲ့အချိန်ကညမအိပ်ခင်လားဆိုပြီးတော့မှ15မိနစ်အမြဲတမ်းပဲစိတ်ပူပန်တဲ့အရာတွေကိုအချိန်ပေးဖို့သတ်မှတ်ထားပါသူတို့နဲ့ meeting time မှာ okay အဲ့တော့ကိုပြောပါစိတ်ပူပန်တဲ့အရာတွေသွားလာဖြစ်တဲ့အခါမှာစိတ်ပူပါနဲ့နင်တို့နဲ့ငါတို့နဲ့ meeting time မယ် okay အဲ့ meeting ချိန်ကျရင်ပြောကြမယ်ဆိုကြမယ်ဆွေးနွေးကြမယ်ဆိုပြီးတော့မှကိုပြောပါဥမာကိုရေချိုးတဲ့အချိန်ကို worry time လို့သတ်မှတ်လိုက်အဲ့လို worry time လို့သတ်မှတ်ပြီးတော့မှတကယ်စိတ်ညစ်စရာတွေအကုန်လုံးကိုတေချာနားထောင်ပါဒီကိစ္စကဘာကြောင့်မလို့စိတ်ညစ်တာလဲဒီအရာကိုဘာဖြစ်လို့ကိုကတွေးပူနေတာလဲအဲ့ဒီတွေးပူစေတဲ့အကြောင်းချင်းရာကဘာကြောင့်မလို့လဲဆိုတာကိုတေချာအသေးစိတ်ပြန်လဲသုံးသပ်ပြီးတော့မှကိုယ့်အတွက်ကို worry time ကိုတိဆောက်ထားပါပြီးရင်နောက်ထပ်တစ်ဆင့်အနေနဲ့ကိုယ့်ရဲ့အတွေးတွေကို box 3ခုထဲမှာထည့်ထားပါပထမတစ်ခုကကိုဘာမှမဟုတ်ဘဲနဲ့အရေးမရအဖက်မရကိုတက်တက်ကိုပူလောင်နေတာအဲ့ box ထဲမှာထည့်လိုက်ဒုတိယတစ်ခုကတော့ကို action မလုပ်လို့တွေးပူနေတဲ့အရာတွေအများစုမှာအဲ့လိုအရာတွေရှိရကိုလုံးစရာရှိအောင်မလုပ်လို့တွေးပူနေတဲ့အရာတွေကကို stress ဖြစ်နေရအဲ့ဒါကအဆိုးဆုံးပါဒါကြောင့်မို့လို့အဲ့ဒါတွေကိုသွားလုပ်ပါဒီလိုမျိုးကိုလုံရမယ့်အရာတွေကိုသိပြီးတော့မှထလှုပ်ခြင်းကဘဝကိုစိတ်ဖိစီးမှုတွေကိုရှော့ချစေပါတယ်အဲနောက်ထပ်3ခုမြောက် box ကတော့ကိုဘာမှလုပ်လို့မရဘူးเนาะပြဿနာတော့ဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့ကိုဘာမှလုပ်လို့မရတဲ့အရာတွေဥမာအခုငွေဈေးတွေရွှေဈေးတွေเนาะမြေဈေးတွေတက်တဲ့ကိစ္စတွေကကိုဘာမှမလုပ်လို့မရဘူးရှေ့မှာပြောထားသလိုမျိုးပဲကိုယ့်ရဲ့ control အောက်မှာမရှိတဲ့ box တက်ကိုထည့်ထားပါအဲ့တော့အဲ့ဒီ box 3ခုထဲမှာကို focus လုပ်ပြီးတော့မှ action ဆောင်ရွက်ရမယ့်အရာကတော့ကိုကနော်လုံးရမယ့်အရာတွေရှိတယ်မလုံးလို့ stress ဖြစ်နေတဲ့ပေါက်စဲတဲ့အရာတွေအကုန်လုံးကိုတစ်ခုမချန်ပြီးမြောက်အောင်လုပ်လိုက်မယ်ဆိုရင်ကိုဘဝကစိတ်ဖိစီးမှုတွေနဲလာပြီးတော့မှအများတမ်းပဲလန်ဆန်ကန်းကောပန်ဖြစ်နေပါလိမ့်မယ်လို့ပြောရင်းထဲမှာအဲ့လိုမျိုးပေါ့နော် action တစ်ခုကိုဆောင်ရွက်ဖို့ချာခက်ခဲနေတယ်ဆိုရင်ဖြိုးမှာဒီအားလုံးကိုမဖြစ်မနေဖတ်စေချင်တဲ့ရွှေနှုံးမှာရှိတဲ့ mini habit ဆိုတဲ့စာအုပ်နဲ့ atomic habit ဆိုတဲ့စာအုပ်အဲ့စာအုပ်တော့ကိုတွားဖတ်လိုက်ပါဖတ်တယ်ဆိုရင်ကိုအကျင့်တွေတေချာတိဆောက်ပြီးတော့မှကိုလှုပ်တင်တာတွေလုပ်ရမယ့်အရာတွေဘယ်လိုလုပ်ဖြစ်အောင်နေ့စဉ်ဘဝမှာ system ချရမလဲဆိုတာကိုသိသွားပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကိုဆက်သွားကြမယ်နောက်တစ်ခုကတော့ကိုစိတ်ညစ်နေတဲ့စိတ်တော့ကရောက်နေတဲ့အခါမှာဆိုယေရှုတည်တဲ့ခြင်းကိုကြင်ကြံမှာနော် practice gratitude ဖြစ်ပါတယ်အခုလက်ရှိကိုပိုင်ဆိုင်နေတဲ့အရာတွေကိုတန်ဖိုးထားတဲ့ခြင်းကလည်းဘဝရဲ့စိတ်ဖိစီးမှုတွေကိုရှော့ချစေပါတယ်တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးထားဖို့မမေ့ပါနဲ့ပြီးကျေးဇူးတရားကိုအထင်မသေးပါနဲ့ဖြိုးတို့စိတ်ပညာမှာလေးလာတွေးရှိချက်တွေအရာဒီ gratitude ဆိုတဲ့ကျေးဇူးတည်တဲ့ခြင်းကလူတစ်ယောက်ရဲ့စိတ်ချမ်းသာရေးအများကြီးထောက်ကူပြုပါတယ်ဒါကြောင့်မလို့အခုလက်ရှိကိုအသက်ရှင်သန်နေဖို့ပြီးကိုမိသားစုအသက်ရှင်သန်နေဖို့ဆိုရင်သိထားမှာတခုကကိုဘဝမှာလောကကြီးမှာမကောင်းနေတာတွေထက်ကောင်းနေတဲ့အရာတွေပိုများလို့သာလေကိုကအသက်ရှင်နေတာပါတကယ်ကိုတွေးတောနေတယ်လို့မျိုးစိတ်ပူပန်နေတယ်လို့မျိုးစိတ်ဖြစ်စည်းမှုတွေများနေတယ်လို့မျိုးမကောင်းတာတွေပဲဖြစ်နေတယ်ဆိုရင်တော့ကိုကအသက်ကိုရှင်မှာမဟုတ်ဘူးဒါကြောင့်မလို့သိရမှာက there are so many good things happening than bad things ကောင်းတဲ့အရာတွေကပို့ပြီးတော့မှဖြစ်ပျက်နေပါတယ်ဆိုတဲ့အရာတွေထက်ဒါပေမဲ့လူတဘာဝအတိုင်းပဲဆိုးတာတွေကိုတွားပြီးတော့မှအာယုံဆိုင်တဲ့အချိန်မှာဘဝကြီးကအញ្ញမ်းကို miserable ဖြစ်နေတယ်ငရဲပြီကိုတောက်ထိုးကြနေလို့ဖြစ်နေတယ်တကယ်ကြတော့နေ့စဉ်ကိုဘဝမှာကျေးဇူးတင်တဲ့အရာကိုတွေးတော့တတ်မယ်ဆိုရင်ဘဝကစိတ်ချမ်းသာစရာတွေပျော်စရာတွေရှိပါသေးတယ်ဒါကြောင့်မလို့ဖြိုးကဒီကနေဖုံးဝတ်ပေးပါမယ်အဲ့ဒါကတော့ကျေးဇူးတင်စရာ၃ခုကိုနေ့စဉ်စာအုပ်ထဲမှာဒါရီထဲမှာချရေးပါပြီးရင်ဒီတရက်ကိုကိုဘွားရဲ့နောက်ဆုံးရက်ဖြစ်မယ်ဆိုရင်ဘယ်လိုမျိုးဖြတ်သန်းမလဲဆိုတဲ့စိတ်နဲ့နေ့စဉ်မိနစ်တိုင်းစက္ကန့်တိုင်းကိုအကောင်းဆုံးတန်ဖိုးထားပြီးတော့မှဖြတ်သန်းမှာအဲ့တော့ဖြိုးနဲ့တူတူအခုပဲ gratitude ဆိုတဲ့ homework လေးကိုလုပ်ရအောင်ပြန်ပြီးတော့မှတွေးတော့ကြည့်ပါကိုကျေးဇူးတင်တဲ့အရာ၃ခုပါဖြစ်မလဲကျိုးလဲလုပ်မယ်အခုဒီဗီဒီယိုကိုခဏလောက်ရက်ပြီးတော့မှတွေးကြည့်ပါကိုဘဝမှာကျေးဇူးတင်တဲ့အရာ၃ခုပါဖြစ်မလဲဘာဖြစ်မလဲနံပါတ်1ဖြိုးကတော့ဖြိုးကျေးဇူးတင်တဲ့အရာကတော့ဖြိုးရဲ့မိသားစုကိုကျေးဇူးအများကြီးတင်တယ်
အခုလက်ရှိချိန်ထိအဖေရောမေရောကျမ်းမာနေတယ်ဖြိုးရဲ့မောင်နှမတွေအကုန်လုံးလည်းကျမ်းမာနေတယ်အဲ့တွေလောကကြီးကိုကျေးဇူးတင်တယ်သူတို့လည်းကျေးဇူးတင်တယ်ဒုတိယကျေးဇူးတင်တာကတော့ဖြိုးရဲ့ရွှေနှုတ်ကုမ္ပဏီနဲ့ဖြိုးရဲ့ကုမ္ပဏီမှာအလုပ်လုပ်ပေးနေတဲ့မောင်လေးညီမလေးတယောက်ချင်းစီကိုကျေးဇူးတင်တယ်ဘာဖြစ်လို့ရွှေနှုတ်ကိုကျေးဇူးတင်တာလဲဆိုတော့ရွှေနှုတ် application ကဖြိုးအတွက်တင်မဟုတ်ဘူးမြန်မာပြည်မှာရှိတဲ့လူကြီးလူငယ်အားလုံးရဲ့ဘဝကိုစာဖတ်ခြင်းနဲ့မြင့်တင်ပေးနေတာဖြစ်တဲ့အတွက်ဖြိုးကအရန်ကျေးဇူးတင်တယ်ဖြိုးနဲ့တူတူအလုပ်လုပ်နေတဲ့စူးစမ်းနေတဲ့လူငယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်တတိယကတော့ဖြိုးရဲ့ဗီဒီယိုတွေကိုနားထောင်နေတဲ့ရှင့်ကိုကျွန်မကျေးဇူးတင်တယ်အခုနားထောင်နေတဲ့သူကခေရွေးအန်တီဆိုရင်လည်းအန်တီကိုဖြိုးရန်ကျေးဇူးတင်တယ်နော်ဦးလေးဆိုရင်လည်းဦးလေးကိုရန်ကျေးဇူးတင်ပါတယ်မောင်လေးညီမလေးတွေကိုလည်းကျေးဇူးတင်တယ်အကိုတွေအမတွေကိုလည်းကျေးဇူးတင်တယ်ဖြိုးနဲ့ရွယ်သူတွေဆိုရင်လည်းတငယ်ချင်းကိုကျေးဇူးများတင်ပါတယ်ဘာကြောင့်မို့လဲအခုလိုနားထောင်နေတဲ့သူတွေရှိလို့သာလျင်ဖြိုးရဲ့အတွေးခေါ်တွေကလည်းတန်ဖိုးတက်တာပါပြီးရင်နားထောင်နေတဲ့သူတွေပေးလိုက်တဲ့အချိန်တွေကိုလည်းဖြိုးကတန်ဖိုးထားတဲ့အတွက်ကျေးဇူးများတင်ပါတယ်အဲ့တော့အခုလိုမျိုးကျေးဇူးတရားလေးကိုဖြိုးနဲ့တူတူကျင့်သုံးလိုက်တဲ့အချိန်မှာဘယ်လိုခံစားရလဲပြန်လဲသုံးသက်ကြည့်ပါဘယ်လိုခံစားရပါသလဲတေချာပေါက်ပဲအေဂျင့်နဲ့ခံစားချက်ကိုရရှိမှာပါလို့ပြောရင်းနဲ့မှာနောက်တစ်ခုကတော့ဖြိုးတို့ဘဝကိုပေါ့နော် focus on the process not on the outcome ဆိုတဲ့အတွေးခေါ်လေးနဲ့ဖြတ်တန်းရအောင်ပါလက်ရှိလုပ်နေတဲ့အရာတွေ process ကိုချစ်ပါ resultရလက်တွေကိုအာရုံမစိုက်ပါနဲ့အခုဖြိုးတို့ကမြန်မာပြည်လိုနိုင်ငံမျိုးမှာနေကြရတယ်ပေါ့နော်လိုချင်တဲ့ရလက်တွေကိုပဲအာရုံစိုက်မယ်ဆိုရင်မီးပေါ်မှာငုတ်တုတ်ထိုင်နေတယ်လို့မျိုးပဲပူလောင်ရပါလိမ့်မယ်ဒါကြောင့်မလို့ကိုလုံနေတဲ့အရာတိုင်း process တိုင်းကိုချစ်ပါဖြိုးမနေ့တုန်းကရွှေနှုတ် application မှာအလုပ်လုပ်တဲ့ content writer ညီမလေးမက်ဆန်ဒီစေရုံတက်တာကိုဖြိုးသွားတွေ့ပါတယ်အဲ့လိုသွားတွေ့တဲ့အချိန်မှာအခုအလုံးပြောတဲ့အရာလေးသူ့မျှဝေခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ तू ကစေရုံတက်တဲ့အချိန်မှာဖြိုးပြောတယ်မရဲ့စေးရုံကစင်းကျင်လာပြီပေါ့နော်အဲ့တော့ဖြိုးကလေသူ့ပြန်ပြောတယ်ညီမလေးမစင်းကျင်ပါနဲ့ focus on the process not the outcome ကိုခုလက်ရှိစေးရုံတက်တည်ထအောင်လို့ဒီစေးရုံတက်ရတဲ့ process တစ်ခုလုံးကို enjoy လုပ်ရမယ်ဒါဖြိုးတို့ပြောချင်တာကနော်အရန်ကိုအောင်မြင်ဖို့စ조사နေတဲ့အချိန်မှာအစင်တိုင်းကိုတန်မိုးထားပါဆိုတာနောက်ထားပါနော်ကိုဒုက္ခရောက်နေတဲ့အချိန်မှာဖြတ်သန်းရတဲ့အစင်တိုင်းကိုတောင်မှတန်မိုးထားရမယ်။ဘာကြောင့်မို့လဲဆိုဒီဒုက္ခကြီးကိုပြီးကျင်လာပြီစေးရုံကဆင်းကျင်လာပြီလို့တွေးလိုက်တာနဲ့စေးရုံမှာနေရတဲ့2ရက်3ရက်ကကိုယ့်အတွက်အရန်ကိုပူလောင်စေလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုဖြစ်ချင်လို့စေးရုံမှာနေရတဲ့အချိန်ကလည်းရော့သွားမှာမဟုတ်ဘူး။ကိုကျမ်းမရေးပေါ်မှာမူတည်ပြီးတော့ပဲအဲ့ဒီအချိန်ကဆုံးဖြတ်ချက်ချမှာ။တစ်ချိန်တည်းမှာပဲဘယ်အရာမဆိုရင် enjoy the process ကိုလုံနေရတဲ့ process ကြီးတစ်ခုလုံးကိုရှင်းနေတတ်ရမယ်เนาะအခုကျမ်းမရေးမကောင်းလို့စေးရုံတက်တဲ့ exam တောင်မှစေးရုံတက်နေရတဲ့တရက်တိုင်းနေ့ရက်တိုင်းကိုကအကောင်းဆုံးဖြတ်သန်းပြီးတော့မှကိုလိုချင်တဲ့ research ကြီးကိုတွားပြီးအာရုံစိုက်ပါနဲ့ဒါက exam တစ်ခုလူအများစုအလုပ်အတွက်စ조사ကြတဲ့အချိန်မှာဆိုရင်လေအောင်မြင်ခြင်းလာပြီအရန်ကိုမြင်ဆက်ဆက်အောင်မြင်ခြင်းအဲ့လိုမြင်ဆက်ဆက်အောင်မြင်ခြင်းတာဖြစ်တဲ့အတွက်အခုစ조사နေရတဲ့ကာလတွေအချိန်တွေကိုကိုကကောင်းကောင်းမဖြတ်တန်းဘူးအဲ့လိုမဖြတ်တန်းတတ်ဘူးဆိုရင်ဘဝကြီးကနေရတာတတ်မယ်တင်လားဘာကြောင့်မို့လဲလူတဘာဝရနော်ကိုကအောင်မြင်ခြင်းလို့ goal တစ်ခုကိုစ조사ရဲဆိုအဲ့ goal တစ်ခုကိုရပြီးသွားပြီဆိုရင်နောက်ထပ် goal တစ်ခုကိုသွားဖို့ရှာစိတ်ကနေပြီးတော့ကြိုတင်ပြီးတော့ပြောနေပြီအဲ့တော့အဲ့ဒီ goal ကိုကရတဲ့အချိန်မှလည်းမပြောဘူးရဖို့ရှာစ조사နေရတဲ့အချိန်မှလည်းမပြောဘူးဆိုရင်ဘယ်အချိန်မှကိုကစိတ်တည်ငြိမ်အေးချမ်းပြီးတော့တတ်တရရနေထိုင်ရမလဲဘယ်တော့မှနေထိုင်ရမှာမဟုတ်ဘူးအဲကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုအဲ့ဒီရီမန်းချက်ပန်းတိုင်ကိုရအောင်တွားနေတဲ့အချိန်မှလည်း enjoy ဖြစ်အောင်နေရမှာဖြစ်တယ်လို့မျိုးအဲ့ဒီရီမန်းချက်ပန်းတိုင်ကိုရခဲ့တဲ့အချိန်မှလည်းရှေ့ကပြောတဲ့ gratitude ဆိုတဲ့ကျေးဇူးတရားကိုတည်တက်ပြီးတော့မှကိုလည်းစ조사ခဲ့တဲ့ငါကိုကျေးဇူးတင်ပါအခုဖြိုးရဲ့ဗီဒီယိုနားထောင်နေတဲ့သူတွေအကုန်လုံးတရားမကျန်ကိုကျေးဇူးတင်ပါအခုလောက်ခက်ခဲတဲ့ဘဝကြီးကိုဖြတ်တန်းခဲ့တာလူဖြစ်ရတာကဥဝဲလို့ငိုလိုက်တဲ့အချိန်ကစပြီးခက်ခဲပင်ပန်းလာတယ်အခုချိန်ထိပဲအဲ့ဒါကိုကလက်ရှိအချိန်ထိဖြတ်တန်းနိုင်ခဲ့တာကိုကျေးဇူးတင်ပါဒါကြောင့်အဓိကပြောချင်တာကအပိုင်းနှစ်ပိုင်းမှာတစ်ပိုင်းကကိုကရီမန်းချက်ပန်းတန်းကိုသွားနေတဲ့ခြေလမ်းတိုင်းကိုတန်မိုးထားပြီးတော့မှ enjoy လုပ်ပါပြီးရီမန်းချက်ပန်းတန်းကိုရောက်လာတဲ့အချိန်မှာလည်းကို celebrate လုပ်ပါလို့ပြောရင်းနဲ့မှနောက်တစ်ခုကတော့ဖြိုးတို့တွေစိတ်တည်ငြိမ်အေးချမ်းဖို့ဆိုရင် plan safari ဆိုပြီးတော့မှဒုက္ခသေးသေးလေးတွေကိုကြိုတင်စီစဉ်ထားပါเนาะအခုဒုက္ခသေးသေးလေးတွေကိုကြိုတင်စီစဉ်ပြီးတော့မှခံစားခြင်းအပြင်ဒုက္ခအကြီးကြုံလာတဲ့အခါမှာကိုက ready ဖြစ်စေပါတယ်အဲ့တော့ overthinking ဖြစ်နေတဲ့သူအများစုကဘာဖြစ်လို့ overthinking ဖြစ်ရလဲဆိုအရန်ကို comfortable ကြိုက်တာတတရရအရန်နေခြင်းနဲ့
ငပြင်းနေတခုခုဆိုရင်ကြုံရင်ကြုံသလိုမျိုးအပြင်းထူဖို့ရှာ ready လုပ်နေတဲ့သူတွေပေါ့နော်အဲ့တော့ပြင်းရင်ဖြင်းမှာပဲပြင်းရင်အမြဲတမ်း locket တန်ကိုခံနိုင်ရရှိတဲ့သူဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့ locket တန်တစ်ချက်လောက်ရိုက်နှက်လိုက်တာနဲ့အဲ့လူတွေအကုန်လုံးကဂျုံလဲသွားတယ်ခံနိုင်ရမရှိဘူးခံနိုင်ရမရှိတဲ့သူကလောကပြိုင်ပွဲကိုဝင်လာရင်အကျဉ်းချင်းအဖန်ဖန်ရှုံးနေလိမ့်မယ်အဲ့တော့အရှုံးသမားဖြစ်ချင်လားမဖြစ်ချင်ဘူးအဲ့လိုမျိုးအရှုံးသမားမဖြစ်ချင်ဘူးဆိုရင်ကိုက plan suffering ဆိုတဲ့ဒုက္ခတေးသေးလေးတွေကိုကြိုတင်ပြင်ဆင်ပြီးတော့မှကိုညာပါနဲ့ကိုခံနိုင်ရရှိအောင်လုပ်ပါအဲ့တော့ဖြိုးဆိုရင်လည်းပေါ့နော်ဒုက္ခတေးသေးလေးတွေအနေနဲ့ကိုစိတ်ကိုမတက်မတာဖြစ်အောင်လို့အမြဲတမ်းလုပ်တယ်ခန္ဓာကိုယ်လည်းမတက်မတာဖြစ်အောင်လို့ဖြိုးအမြဲတမ်းလုပ်တယ်စိတ်အနေနဲ့ဖြိုးကနေ့စဉ်ကိုစိတ်ကိုတက်တာမဖြစ်အောင်လို့ဖြိုးလုပ်တယ်ခန္ဓာကိုယ်လည်းဖြိုးလုပ်ပါတယ်စိတ်အနေနဲ့ဆိုရင်ဖြိုးကကိုပိုင်ဆိုင်သမျှအကုန်လုံးကိုဆုံးရှုံးလိုက်ရပြီမီးလောင်သွားပြီလို့ခဏတွေးကြည့်တယ်မြင်အောင်ကြည့်တယ်ပြီးရင်ကိုချစ်လာပါပြီဆိုတော့ကိုမိသားစုကိုဘွားထဲမှာမရှိတော့ဘူးဆိုတာကိုခဏကိုစိတ်ကို training ပေးတဲ့အနေနဲ့ negative visualization လုပ်ပါတယ်ခန္ဓာကိုယ်ရဆိုရင်တော့ဖြိုးကကိုအမြဲတမ်းတက်တာမရှိအောင်လို့ဂျင်းသွားတယ်ဂျင်းမှာဆိုရင်ဝိမ့်မာတယ်အဲ့လိုဝိမ့်မာတိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်ကအရန် uncomfortable ဖြစ်တယ်နာကျင်ရတယ်ပြင်ပန်းဆင်းရဲတဲ့ခံစားချက်တွေဖြစ်တယ်ဒါပေမဲ့ဒါကဖြိုးတိတယ်เนาะဒီနာကျင်ဖို့လုပ်နေတဲ့အရာတွေကကိုယ်ခန္ဓာကိုယ်လှဖို့တခုတည်းတင်မဟုတ်ဘူးကိုယ့်ရဲ့စိတ်ကိုပါ training ပေးနေတယ်နေ့စဉ် plan suffering ဆိုတဲ့ကြိုတင်ပြီးတော့မှဒုက္ခတွေကိုခံစားခြင်းအပြင်တကယ်ဒုက္ခအကြီးတွေเนาะကိုယ့်ဘဝအတွက်ကိုတက်တာမဖြစ်မဲ့သတင်းဆိုးတွေကိုကြုံတွေ့ရတဲ့အခါမှာကို ready ဖြစ်ဖို့ပြင်ဆင်နေရဲဆိုတာကိုတွေးတောပြီးတော့မှအဲ့ဒီလေ့ကျင့်ခန်းလုပ်ရတဲ့အချိန်တိုင်းကိုပြောရတော့သဘောကျတယ်ဒါကြောင့်မလို့အားလုံးပဲကိုဘဝမှာ plan suffering အနေနဲ့သေချာမြဲလုပ်ပါဥပမာကိုကကားရှိတယ်ဒါပေမဲ့ကားကိုယူမသွားဘဲနဲ့နော်မိနစ်30တနာရီလောက်လမ်းလျှောက်ပြီးတော့မှနေရာတနေရာကိုသွားတာတော့နောက်တစ်ခုကဓာတ်ရက်လုပ်တယ်တစ်နေ့လုံးအဆမစားပဲနေတယ် comfortable ဖြစ်ဘူးဒါပေမဲ့အဲ့ဒါတွေကကိုယ့်ရဲ့စိတ်ကို training လုပ်နေတာပါနောက်တစ်ခုကတချို့လူတွေဆိုရင်ကိုယ့်ရည်စားနဲ့ရန်ဖြစ်တယ်သူ့ကိုဖုန်းဆက်ပြီးတော့မှရန်ထောင်ခြင်းနဲ့ကိုယ့်ရဲ့စိတ်ကို release လုပ်ခြင်းနဲ့အဲ့ဒါတွေမလုပ်ဖ နဲ့ကိုယ်စိတ်ကို training လုပ်တဲ့အနေနဲ့ plan suffering mini discomfort ပေါ့နော်မတက်ဖြစ်တဲ့အရာလေးတွေကို training လုပ်ခြင်းအပြင်ကိုတကယ်ပြဿနာတွေကြုံတွေ့ရတဲ့အခါမှာ ready ဖြစ်ဖို့ကြိုတင်ပြင်ဆင်လို့ရပါတယ်လို့ပြောရင်းနဲ့မှနောက်တစ်ခုကိုသွားကြမယ်နောက်တစ်ခုကကိုယ့်ရဲ့ဘဝကိုအေးချမ်းစွာစိတ်ဖိစီးမှုတွေနည်းစွာဖြတ်တန်းခြင်းနဲ့ဆိုရင်ရာကို look from the bad eye view เนาะအပေါ်ကနေပြီးတော့မှကြည့်တတ်ဖို့အရေးကြီးပါတယ်လူအများစုကဖြိုးတွေစိတ်တော့ကရောက်တဲ့အခါမှာပြန်သုံးသက်ကြည့်လိုက်တယ်ဆိုရင်ကိစ္စတိုင်းကိုမှန်ဘလူးနဲ့ချဲ့ပြီးတော့မှကြည့်တဲ့အခါမှာအဲ့ဒီကိစ္စတိုင်းကကိုတီကောင်ကိုစားနဲ့ပတ်သက်လို့မျိုးပဲအရန်နေကိုစိတ်က sensitive ဖြစ်နေလိမ့်မယ်ဖြိုးတို့အားလုံးပဲစိတ်ပူပန်နေတဲ့ကိစ္စတွေကိုကြည့်လိုက်မယ်ဆိုအဲ့ဒီကိစ္စတွေကတေးသေးမွှားလေးကိုကမှန်ဘလူးနဲ့ချဲ့ပြီးတော့ခံစားလို့သာဖြစ်ရတာဖြစ်ပါတယ်ဥပမာကိုမေပြောတဲ့စကားတစ်ခုကစိတ်ညစ်စေတယ်ကိုတငယ်ချင်းရဲ့အမူအရာတစ်ခုကကိုဒေါသထွက်စေတယ်အလုပ်ထဲမှာတခြားသူတယောက်ကကိုဆက်ဆံလိုက်တဲ့ပုံစံကကိုနှိမ်နေဆိုတဲ့ခံစားချက်နဲ့တငယ်စိတ်တွေဖြစ်နေရဆိုရင်အဲ့ဒီကိစ္စတိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုအဲ့ဒါဘဝရဲ့အစိတ်အပိုင်းသေးသေးလေးပါပြီးရင်ဖြိုးမှာ 5 year rule ဆိုတာရှိပါတယ်အဲ့5 year rule ဆိုတာကအခုခံစားနေရတဲ့ကိစ္စတိုင်းကိုအမြဲတမ်းပဲကိုပြန်မေးပါဒီကိစ္စကနောက်9နှစ်နေကိုဘဝအတွက်အရေးကြီးအောင်မလားโอเคပြန်မေးအရေးကြီးမဲ့ဆိုရင်15မိနစ်ထက်ပိုပြီးတော့မှခံစားနောက်9နှစ်နေရင်အရေးမကြီးတော့မဲ့ကိစ္စဆိုရင်15မိနစ်ထက်ပိုပြီးတော့မှမခံစားပါနဲ့ဒါကကိစ္စတိုင်းကိုအပေါ်ကနေကြည့်တတ်ဖို့ရှာအတွက် reminder လုပ်တာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲသိရမှာကအခုဖြစ်နေတဲ့ကိစ္စတစ်ခုကဘဝတစ်ခုလုံးမှာဖြစ်ပျက်မဲ့တန်းချီနေတဲ့အရာတွေကတစ်ခုပဲဖြစ်တယ်ပင်လယ်ပြင်ထဲမှာရှိတဲ့သဲတွေကသဲတပွင့်မယ်အဲ့ဒီသဲတပွင့်အတွဲနဲ့ကိုကအရန်ကိုပူဆွေးတော့ကရောက်နေမယ်ဆိုရင်ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ချင်းမင်းသုံးသက်ချက်တွေမားနေပြီဆိုတာကိုကိုသတိပေးရမယ်ဒါကြောင့်မလို့အခုဒီသဲတပွင့်အတွဲနဲ့လက်ရှိအချိန်လေးကိုဖြုံးတီးရမဖြစ်ပါစေနဲ့အရာတိုင်းကိုအပေါ်ကြီးကနေပြီးတော့ကြည့်ပြီးတော့မှဒီကိစ္စတွေအကုန်လုံးကကိုဘဝအသက်80နေခဲ့ရမယ်ဆိုရင်ပင်လယ်မှာရှိတဲ့သဲတွေအများကြီးတွေကနေသဲမုံလေးတစ်ပုံဖြစ်တယ်ဆိုတာကိုပြန်လဲသုံးသက်ပြီးတော့မှပူဆွေးတော့ကရောက်တာတွေကိုရှော့ပါအခုကိုယ့်ရဲ့ချစ်သူနဲ့ကိုကစကားများထားတယ်သူဖုန်းမဆက်လို့ထိုင်ပြီးတော့မှတနေကုန်တော့ကရောက်နေတာက
အဲ့ဒီပုံတကောမဆက်တာကတဲမုံလေးတမုံညတာအတိတ်ပဲရှိတယ်ဆိုတာကိုသိပြီးတော့မှပုံကြီးမချဲဖို့ရှာအတွက်ဒီကနေပြီးတော့မှပြောချင်ပါတယ်နောက်တစ်ခုကတော့တောကားတွေကိုကြော်လွားဖို့ရှာအတွက်ကိုအားပြန်မွေးတဲ့အချိန်ပေးရမှာဖြစ်ပါတယ်တို့တွေလူဖြစ်လာတဲ့ကရုံးကန်လှုပ်ရှားခဲ့ရတာဘလောက်များပြီလဲကျိုးဆိုရင်လည်းတော့မွေးလာတဲ့အခုချိန်ထိအသက်30နှစ်ထိတောက်လျှောက်စူးစမ်းလာခဲ့တာရက်မှဘာမှမလုပ်ခဲနဲ့အားရပါရနားခဲ့တဲ့ရက်ဆိုတာမရှိပါဘူးဒါကြောင့်မလို့ကိုယ့်ရဲ့သက်ကြီးကိုက24နာရီဖွင့်ထားတယ်အဲ့24နာရီကို32နှစ်လုံးဖြိုးဆိုရင်ဖွင့်ခဲ့တာဖြစ်တဲ့အတွက်တော်တော်ကိုပြင်ပန်းနေပါပြီယုံကြည်ပါတယ်အခုဖြိုးရဲ့ဗီဒီယိုနားထောင်နေတဲ့ရှင်လည်းပဲတေချာပေါက်ဆက်ကြီးကိုတောက်လျှောက်ဖွင့်နေတာဖြစ်တဲ့အတွက်တော်တော်လေးကိုပြင်ပန်းနေရောပေါ့ဒါကြောင့်မလို့ဖြိုးတို့အားလုံးတူအားပြန်မွေးကြရအောင်အနားယူခြင်းကလည်းလှုပ်ဆောင်ခြင်းဆိုတာကိုသိပါကိုစိတ်ရောကိုရောအနားပေးဖို့အရေးကြီးပါတယ်အဲ့တော့ဖြိုးအတွက်တော့အားပြန်မွေးတဲ့ချိန်မှာအရန်လို့ဖြစ်တဲ့၄ခုရှိတယ်အဲ့၄ခုလိုက်လို့ဖို့ရှာလဲဖြိုးကနေပြီးတော့မှတိုက်တွန်းခြင်းနံပါတ်1အားပြန်မွေးနေတဲ့တစ်ခုကတော့စာဖတ်ခြင်းပါ read စာဖတ်ခြင်းဖြင့်ဘဝအမောတွေကိုပြီးပါဖြိုးဆိုရင်ခုတလုံးမှာကိုအတ္တရည်နည်းနည်းများလာတာဖြစ်တဲ့အတွက်ပူလောင်နေရတယ်အဲ့ဒါကိုရွှေနှုတ် application ထဲမှာ all about love ဆိုတဲ့စာအုပ်လေးကိုဖြိုးကနေ edit လုပ်ပေးနေတဲ့အခါမှာချစ်ချင်းမေတ္တာနဲ့ဘယ်လိုမျိုးနေ့စဉ်ဘဝရဲ့ဆုံးဖြတ်ချက်တွေကိုဥတည်ပြီးတော့မှဆုံးဖြတ်ချက်ချရမလဲဆိုတာကိုအဲ့ဒီစာအုပ်ကနေဖြိုးကိုပြန်ပြီးတော့မှသုံးသပ်မိတဲ့အခါမှာဖြိုးစိတ်တော်ကားတွေကတဝက်လောက်လျော့သွားတယ်အဲ့တော့ပြောချင်တာကစာဖတ်ခြင်းကနေပြီးတော့မှကိုအများကြီးကုစားလို့ရတယ်စိတ်ကိုအနားပေးလို့ရတယ်ခန္ဓာကိုယ်လည်းအနားပေးလို့ရတယ်ပြီးအကောင်းဆုံးအနားပေးခြင်းပါပဲတစ်ချိန်တည်းမှာပဲ right စာရေးပါစာရေးခြင်းကလည်းအားပြန်မွေးတာနဲ့တူတူပဲမနေ့နိုးထလာတဲ့အချိန်မှာခန်းစားချက်တွေကိုချရေးပါဖြိုးဆိုရင်မနေ့တိုင်းညတိုင်းစာရေးပါတယ် morning journal night time journal ဆိုပြီးတော့မှ diary ရေးတယ်ပထမဆုံး morning မှာဆိုရင်ဖြိုးထချင်းမှာဘာတွေခန်းစားရလဲဆိုတာကိုဖြိုးချရေးတယ်ဒုတိယမေးခွန်းအနေနဲ့ဖြိုးကကိုစိတ်ပူနေတဲ့အရာတွေဘာတွေရှိလဲဆိုတာကိုချရေးတယ်တတိယကကို exciting ဖြစ်စေတဲ့အရာတွေဘာတွေခုလက်ရှိမှာဖြစ်နေလဲဆိုတာကိုချရေးတယ်၄ခုမြောက်ကတော့ gratitude ကိုကျေးဇူးတင်တဲ့အရာ၃ခုကိုဒီနေ့မနေ့တောင်မှချရေးခဲ့ပါတယ်အဲ့တော့အားလုံးပဲ right စာရေးခြင်းဖြစ်ပြန်ပြီးတော့မှအားမွေးပါညဆိုရင်လည်းဖြိုးရှိမှပြောခဲ့တဲ့အတိုင်းပဲဖြိုးကညကိုပြန်လဲသုံးသက်တယ်ကိုဒီနေ့အတွက်အကောင်းဆုံးဖြစ်ခဲ့တဲ့အရာတွေဘာတွေလဲဆိုတာ today high ဆိုတဲ့ဟာနဲ့ပြန်ရေးတယ်ပြီးရင်ဒုတိယကဒီနေ့ today low ဒီနေ့ဖြစ်ခဲ့တဲ့အထဲမှာကိုစိတ်ဆင်းရဲတဲ့မကောင်းတဲ့အရာတွေဘာရှိလဲဆိုတာကိုချရေးတယ်ပြီးရင် lesson learn ကို learning ဖြစ်ခဲ့တဲ့သင်ခန်းစာရခဲ့တဲ့အရာတွေကိုချရေးခြင်းအပြင်ကိုရဲ့စိတ်ကိုပြန်ပြီးတော့မှအားမွေးပါတယ်နောက်ထပ်စိတ်ကိုပြန်ပြီးအားမွေးတဲ့ဖြိုးအတွက်အလုပ်ဖြစ်တဲ့အရာကတော့ exercise လေ့ကျင့်ခန်းလုပ်ခြင်းမှာဖြိုးကတစ်ပတ်ကို9ရက်ဖြိုးရဲ့ trainer နဲ့လေ့ကျင့်ခန်းလုပ်တယ်ပြီးရင်2ရက်ကပါတယ်အဲ့တော့တစ်ပတ်ကို9ချိန်ကနေ9ချိန်လေ့ကျင့်ခန်းလုပ်ခြင်းကဖြိုးဘဝအတွက်လုံးဝစိတ်ဖိစီးမှုတွေကိုလုံးဝရေချိုးချသလိုက်သလိုမျိုးဖြစ်စေပါတယ်ဒီနေ့မှာဖြိုးသားသမီးတွေရတဲ့အချိန်မှာတေချာပေါက်ဖြိုးကဒီအသုံးခုကိုမဖြစ်မနေလုပ်ခိုင်းမယ်စာပတ်ခိုင်းမယ်စာရေးခိုင်းမယ်လေ့ကျင့်ခန်းလုပ်ခိုင်းမယ်ဒါကကိုယ်စိတ်ကိုပြန်ပြီးတော့မှအားမွေးတာဖြစ်ပါတယ်ပြီးရင်၄ခုမြောက်ကတော့တရားထိုင်ပါဖြိုးကနေ့စဉ်တရား15မိနစ်ထိုင်ပါတယ်နောက်ကျရင်လည်းတရားထိုင်တဲ့ application ကိုဖြိုးကလုပ်ပေးခြင်းနဲ့အားလုံးပဲတရားထိုင်တာကအားလုံးထင်သလိုမျိုးမခက်ပါဘူးအချစ်ပဲလိုတာပါတရားထိုင်ခြင်းအပြင်ကိုယ်စိတ်နဲ့ကိုနေတဲ့အခါမှာပို့ပြီးတော့မှတည်ငြိမ်အေးချမ်းမှုတွေကိုရရှိမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့မှ၅ခုမြောက်လေးကိုလက်ဆောင်ပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ဝါသနာတစ်ခုနဲ့ကိုကာကွယ်ပါကိုဝါသနာပါတာကိုစိတ်ညစ်တဲ့အချိန်မှာပို့ပြီးတော့မှဖိလုပ်ပါလူများစုကစိတ်ညစ်နေပြီဆိုရင်ကိုယ့်အတွက်ပျော်ရွှင်စေတဲ့အရာတွေဝါသနာပါတဲ့အရာတွေကိုလုံးဝမလုပ်ဘူးအဲ့ဒါမှားပါတယ်တကယ်တမ်းကျတော့စိတ်ညစ်နေတဲ့အခါမှာတောကရောက်နေတဲ့အချိန်မှာကိုဝါသနာပါတဲ့ကိုပျော်ရွှင်စေတဲ့အရာတွေပို့ပြီးတော့တောင်မှလုပ်ရမှာဖြစ်ပါတယ်ဖြိုးအတွက်ဆိုရင်ဖြိုးဝါသနာပါတာကစာဖတ်ခြင်းနဲ့ခတ်ခုန်ခြင်းပါဖြိုးကားလိုက်ပြီဆိုရင်လုံးဝကောင်းကင်ဘုံရောက်သွားတဲ့အတိုင်းပဲအရန်ကိုပျော်ရွှင်ရတယ်ဒါကြောင့်မလို့စိတ်ညစ်ပြီဆိုရင်ဖြိုးကပို့ပြီးတော့ကပါတယ်ပြီးရင်စာဖတ်ပြီဆိုရင်လည်းပို့ပြီးတော့မှစိတ်ညစ်တာတွေပျောက်သွားတယ်ဒါကြောင့်တစ်ခုခုတောကရောက်တိုင်းပို့ပြီးတော့ကားဖြစ်တယ်ပို့ပြီးတော့မှစာဖတ်ဖြစ်တယ်ဒါကြောင့်ဝါသနာတစ်ခုနဲ့ကိုကာကွယ်ပါဆိုတာလေးကိုစိတ်အားမွေးဖို့နည်းစနစ်လေးတစ်ခုအနေနဲ့ဖြိုးကမျှဝေချင်ပါတယ်အဲ့တော့ကိုစိတ်ကိုအားမွေးဖို့အချိန်ပေးဖို့မမေ့ပါနဲ့နေ့စဉ်လုပ်ရတဲ့တာဝန်ဝတ္တရားတွေနဲ့ပဲအချ
ချိန်ကုန်သွားပြီးတော့မှကိုအားပြန်မွေးဖို့မိနေမယ်ဆိုရင်လောကဒဏ်ကိုခံနိုင်ရှိမှလုံးဝမဟုတ်ပါဘူးအားပြန်မွေးတဲ့အချိန်ကလည်းတကယ်တမ်းတော့အလုံးလုံးနေတဲ့အချိန်နီးပါတန်ဖိုးရှိပါတယ် rest is also performance အနားယူခြင်းကလည်း performing နော်ဆောင်ရွက်ခြင်းပဲဖြစ်တယ်ဆိုတဲ့ concept လေး idea လေးကိုစိတ်နှလုံးသွင်းပြီးတော့မှကိုအနားယူဖို့တေချာအချိန်ပေးပါလို့ပြောရင်းနဲ့ဒီနေ့မျှဝေမဲ့ထဲမှာအရေးကြီးဆုံးအရာကတော့အခုအားလုံးပဲကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုပြန်လည်သုံးသပ်ပါ